Hello မင်္ဂလာပါဗီဒီယိုအခုတစ်ပတ်သွားခဲ့တဲ့နေရာလေးကတော့ရေကူးကန်တွေလည်းအကျယ်ကြီးပဲရှိပြီးတော့ကလေးတွေရောလူကြီးတွေရောထိတ်တိုင်းကြားရေကူးပြီးတော့လဲစော့ကစားလို့ရတယ်နောက်ပြီးတော့ရေလွှာလျှောစီးတာအကြီးတွေလည်းရှိရဲပါပြီးတော့ရေပန်းတွေကလေးတွေရေလွှာလျှောစီးတာတွေရောခုလိုမျိုးဆက်ပြမြုပ်တွေနဲ့တကြံတော့အလိုမျိုးစော့ကစားလို့ရတဲ့နေရာတွေလုပ်ပေးထားပြီးတော့ရေပန်းတွေနဲ့ဖြော်ပြေးအစီအစဉ်တွေရောအများကြီးပါတဲ့နေရာလေးတစ်ခုပေါ့နော်အဲ့ဒီနေရာလေးကိုဗီဒီယိုသွားခဲ့ကြပါတယ်သူကတော့စနေတနင်္ဂနွေရက်တွေမှာတော့လူတွေအများကြီးပြီးတော့ပြည့်နေတာပေါ့နော်သူကညာအိတ်လို့တော့သွားလို့တော့မရပါဘူးနေ့လယ်ဘက်မှာတော့မနက်9 နာရီကနေစပြီးတော့ဖွင့်ပါတယ်ရှင်အဲ့ဒီနေရာလေးကတော့ရန်ကုန်မြို့နယ်သိပြီးတော့အလန့်မဝေးတဲ့ပဲခူးမှာရှိတဲ့Golden Paradise ဆိုတဲ့ဝါတာပက်ကလေးပဲဖြစ်ပါတယ်ရှင်အဲ့နေရာလေးကိုဘယ်လိုသွားရမလဲဆိုလို့ရှိရင်ရန်ကုန်ကနေပြီးတော့သွားမယ်ဆိုလို့ရှိရင်ပဲခူးမြို့ရဲ့အဝင်ပေါ့နော်ဘရင်တော်ရုပ်ထုကြီးရဲ့ဘေးကနေပြီးတော့လမ်းအတိုင်းပဲဝင်သွားလို့ရှိရင်15မိနစ်လောက်မောင်းပြီးသွားလို့ရှိရင်ဒီလို Golden Paradise ဆိုတဲ့စိုင်းမုတ်ကလေးကိုမြင်လဲခါကြလို့ရှိရင်ညာဘက်ကိုချိုးပြီးတော့ဝင်သွားရပါတယ်အဲ့ဒီကနေပြီးတော့နည်းနည်းလေးထပ်မောင်းသွားလို့ရှိရင်ဒီမှာ Golden Paradise Water Park ဆိုတာကိုရောက်ပါပြီရှင်ဒီနေရာလေးကတော့ကားပါကင်နေရာပေါ့နော်ကားပါကင်လည်းအကျယ်ကြီးပါပဲဒီနေရာကနေပြီးတော့အထဲကိုရေကူးကန်တဲ့ကိုဝင်ရတာပေါ့နော်တချို့ကတော့ဒီရေကူးကန်တဲ့ကိုမဝင်ဘူးဆိုလို့ရှိရင်ကားဝင်တဲ့အပေါက်မှာပဲသူကဝင်ကြေးပေးရပါတယ်လူတစ်ယောက်ကို2000ကျပ်နဲ့ဝင်ကြေးကောက်ပါတယ်ဒီအပေါက်ကနေပြီးတော့ထပ်ပြီးဝင်သွားမယ်ဆိုလို့ရှိရင်တော့ရေကူးကန်ဝင်ကြေးထပ်ပြီးတော့ပေးရပါတယ်ရေကူးကန်ဝင်ကြေးကတော့လူကြီးကို1000ခလေးကို9000ကျပ်ပါဒီနေရာကနေဝင်သွားမယ်ဆိုလို့ရှိရင်ပထမဆုံးရောက်တဲ့နေရာကတော့ဒီကလေးရေကူးကန်ကိုအရင်ရောက်တယ်ပေါ့နော်ကလေးရေကူးကန်ကလည်းအကျယ်ကြီးပဲဖြစ်ပြီးတော့ရေလွှာလျှောစီးတာတွေအများကြီးပဲပါပါတယ်နောက်ပြီးတော့ဘောတွေလည်းအခါမဲငှားပေးထားတာဖြစ်လို့ဥသူယူရဲစနစ်နဲ့ပေါ့နော်ကိုအရင်ရရင်ရသလိုစော့ကစားလို့ရပါတယ်ကလေးရေကူးကန်မှာလည်းလူကြီးတွေလည်းကူးလို့ရပြီးတော့ရှောတွေလည်းအများကြီးပါလို့ကလေးတွေလည်းအရင်ပြော့ပါနောက်ပြီးဒီနေရာလေးကနေပြီးတော့လမ်းလျှောက်ပြီးတော့သွားလို့ရှိရင်ဟိုဘက်ကစားတောက်ဆိုင်တန်းအနေနဲ့ရေပန်းအနေနဲ့ရေကူးကန်နောက်တစ်ခုကိုရောက်ပါတယ်ရှင်ဒါကတော့ရေပန်းအနေနဲ့လုပ်ပေးထားတဲ့အရှိမလဲစတိတ်စင်အကြီးရှိတယ်ပေါ့နော်အဲ့ဒီစတိတ်စင်ကြီးမှာလဲနေ့လယ်ပတ်ဆိုလို့ရှိရင်ဖြော်ပြရေးအစီအစဉ်လေး